တတိယကဘာစစ်ဖြစ်သွားနိုင်တဲ့အခြေအနေကဘာပေါ်မှာနျူကလ িয়ার စစ်ဖြစ်ဖို့နာယီပိုင်းပဲလိုတော့တဲ့အချိန်မှာမြန်မာနိုင်ငံသားတယောက်ကစစ်ပွဲတစ်ခုလုံးရပ်သွားအောင်လှုပ်ပေးခဲ့ပူပါတယ်ဆိုတာသိပြီးပြီလားသူ့စီမှာစစ်တပ်မရှိဘူးနျူကလ িয়ার လက်နက်မရှိဘူးအာဏာလည်းမရှိဘူးသူဟာမြန်မာနိုင်ငံကနေမျိုးလေးတစ်မျိုးမှာမွေးဖွားခဲ့တယ်တာမန်ကျောင်းဆရာတယောက်ပါဒါပေမဲ့အဲ့ဒီမြန်မာလူမျိုးတယောက်ရဲ့တီငိန်တဲ့စကားတစ်ခုကကမ္ဘာအာဏာကြီးနှစ်နိုင်ငံကိုခဏရပ်ပြီးစကားပြောအောင်လုပ်နိုင်ခဲ့ပါတယ်သူ့နာမည်ကတော့ဦးတန်း1962ခုနှစ်ကမ္ဘာဟာနျူကလ িয়ার စစ်ဖြစ်ဖို့အလွန်နီးကပ်နေတဲ့အချိန်အမေရိကန်နဲ့ဆိုဗီယက်ယူနီယံတို့ရဲ့အားပြိုင်မှုဟာတစ်ချက်မှားတာနဲ့လူသားမျိုးနွယ်တစ်ခုလုံးပျောက်ကွယ်သွားနိုင်တဲ့အခြေအနေအထိရောက်နေခဲ့ပါတယ်။နျူကလ িয়ার ဒုံးကျည်တွေလည်းပြစ်လွတ်ဖို့အသင့်ဖြစ်နေကြပါပြီ။ကမ္ဘာစစ်ဖို့ချုပ်တွေကတော့တတိယကမ္ဘာစစ်စတင်ဖို့စောင့်ဆိုင်းနေကြပါတယ်။စစ်တိုက်ဖို့လူတိုင်းကစဉ်းစားနေတဲ့အချိန်မှာတော့မြန်မာလူမျိုးတယောက်ဖြစ်တဲ့ဦးတန်းကကမ္ဘာအာဏာကြီးနှစ်နိုင်ငံခြားကစစ်ရေးတင်းမာမှုကိုခဏရပ်ပြီးစကားပြန်ပြောကြဖို့ကြိုးစားခဲ့တာပါဦးတန်းဟာမြန်မာနိုင်ငံပန်းတနော်မြို့မှာမွေးဖွားခဲ့တဲ့တာမန်မြန်မာလူငယ်တယောက်ပါဒါပေမဲ့တည်ငြိမ်မှုတိမ်မွေ့မှုတန်တမန်ဉာဏ်ပညာတွေကြောင့်သူဟာမြန်မာနိုင်ငံရဲ့တန်တမန်လောကမှာတဖြည်းဖြည်းထင်ရှားလာခဲ့ပါတယ်နောက်ပိုင်းမှာတော့ဝင်ကြီးချုပ်ဦးနုရဲ့အနီးကပ်အကြံပေးတူဖြစ်လာခဲ့ပြီးကုလသမဂ္ဂမှာမြန်မာနိုင်ငံကိုကိုစားပြုတဲ့တန်အမတ်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဦးတန်းဟာကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးချုပ်ဒက်ဟမ်မာရှိုးလေရင်ပြက်ကျပြီးကွယ်လွန်သွားတဲ့နောက်ကြန့်ရှိနေသေးတဲ့တပ်တန်းအတွက်လုံခြုံရေးကောင်စီရဲ့ထောက်ခံချက်နဲ့ယာယီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်ခဲ့တာပါကိုဝေါခင်မှာတော့အမေရိကန်နဲ့ဆိုဗီယက်ယူနီယံဟာတယောက်ကိုတယောက်လုံးဝမယုံကြည်ကြတော့ပါဘူးဒါပေမဲ့ဦးတန်းကိုတော့နှစ်ဖက်လုံးကကြားလူအဖြစ်လက်ခံနိုင်ခဲ့ကြပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ကမြန်မာနိုင်ငံဟာဘယ်အင်အားကြီးနိုင်ငံဘက်ကိုမှမလိုက်ပဲဂျာနီရက်တည်ခဲ့တဲ့နိုင်ငံတစ်ခုဖြစ်နေခဲ့လို့ပါ1962ခုနှစ်အောက်တိုဘာလမှာတော့ဦးတန်းအတွက်အကြီးမားဆုံးစိန်ခေါ်မှုကြီးရောက်လာခဲ့ပါတယ်အမေရိကန်ထောက်လှမ်းရေးလေယာဉ်တွေဟာကျူးဘာကျွန်းပေါ်ကဆိုဗီယက်နျူကလ িয়ার ဒုံးကျည်စခန်းတွေကိုတွေ့ရှိသွားခဲ့ပါတယ်ဒီဒုံးကျည်တွေကမိနစ်ပိုင်းအတွင်းအမေရိကန်မြို့ကြီးတွေကိုဖျက်ဆီးနိုင်ပါတယ်အမေရိကန်သမ္မတကင်နဒီရဲ့စစ်ဘက်အကြံပေးတွေကတော့ကျူးဘာကိုချက်ချင်းတိုက်ခိုက်ဖို့ဖိအားပေးနေကြပါပြီတစ်ဖက်မှာလည်းဆိုဗီယက်စစ်သင်္ဘောတွေဟာနျူကလ িয়ার ထိပ်ဖူးတွေတင်ဆောင်ပြီးကျူးဘာဘက်ကိုဦးတည်လာနေပါတယ်ဒါကြောင့်အမေရိကန်စစ်သင်္ဘောတွေဟာလည်းပင်လယ်ထဲမှာစောင့်ဆိုင်းနေကြပါပြီတစ်ချက်မှားတာနဲ့ကမ္ဘာစစ်ကြီးစတင်သွားနိုင်တဲ့အခြေအနေပါကမ္ဘာကြီးတစ်ခုလုံးဟာအသက်ရှူတန်တောင်တိတ်ဆိတ်သွားခဲ့ပါတယ်ဒီလိုအန်ဒီရဲ့အရှိဆုံးအချိန်မှာပဲလူတိုင်းကစစ်အကြောင်းပဲစဉ်းစားနေကြပါတယ်ဒါပေမဲ့ဦးတန်းကတော့တခြားနီလန်တစ်ခုကိုရွေးချယ်ခဲ့တယ်သူဟာအမေရိကန်နဲ့ဆိုဗီယက်ခေါင်းဆောင်နှစ်ယောက်စီကိုတဝင်းလွှာတွေပေးပို့ခဲ့ပါတယ်အဲ့ဒီတဝင်းလွှာထဲမှာတော့စစ်ရေးတင်းမာမှုကိုခဏရပ်ပြီးစကားပြန်ပြောကြဖို့တောင်းဆိုထားခဲ့တာပါအမေရိကန်ဘက်ကကျူးဘာကိုမကျူးကျော်ဘူးဆိုဗီယက်ဘက်ကလည်းဒုံးကျည်တွေကိုပြန်ရုပ်သိမ်းဖို့ဦးတန်းဟာနှစ်ဖက်ကြားမှာကြိုးစားညှိနှိုင်းပေးခဲ့ပါတယ်တကယ်တော့အဲ့ဒီအချိန်မှာကဘာကြီးအတွက်အလူအဆုံးအရာကနှုတ်ထက်စစ်မဟုတ်ပဲခဏရက်ပြီးစကားပြောဖို့အချိန်တစ်ခုပါပဲနောက်ဆုံးမှာတော့ဆိုဗီယက်စစ်သင်္ဘောတွေဟာဖြည်းဖြည်းချင်းလှည့်ပြန်သွားခဲ့ကြပါတယ်ကဘာကြီးဟာနျူကလ িয়ার မီးလောင်ပြီးဖြစ်မဲ့ဘဝကနေတီတီလေးလွတ်မြောက်သွားခဲ့ရတာပါနောက်ပိုင်းမှာတော့အမေရိကန်သမ္မတကင်နဒီကိုယ်တိုင်ဦးတန်းသာကြားမဝင်ပေးခင်ကဘာကြီးပျက်စီးသွားလောက်ပြီလို့ချီးကျူးခဲ့ရပါတယ်မြန်မာလူမျိုးတစ်ယောက်ရဲ့တည်ငြိမ်တဲ့စကားတခွန်ဟာနျူကလ িয়ার မီးလောင်ပြင်တဲ့ကြာရောက်တော့မယ်ကဘာကြီးကိုတားဆီးနိုင်ခဲ့ပါတယ်ကျွန်တော်တို့အခုလိုငင်းချမ်းတဲ့ကဘာကြီးထဲမှာအသက်ရှူနေရတာဟာမြန်မာနိုင်ငံသားဦးတန်းရဲ့တန်တမန်ညံကြောက်ဆိုတာတိပြီးသားသူတွေအတွက်ရောအခုမှတိသွားတဲ့သူတွေအတွက်ပါဂုံယူစရာတမိုင်းတစ်ခုအဖြစ်တင်ဆက်ပေးလိုက်ပါတယ်ဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်